ကဲအားလုံးပဲမင်္ဂလာပါ brother တို့ရေကျွန်တော်ကတော့ Gojo collaboration ဆိုင်ပဲဖြစ်ပါတယ်ကဲဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်ဗာပြောပြမလဲဆိုလို့ရှိရင်ပေါ့နော် brother တို့အားလုံးလည်းသိကြမှာပါတချို့လူတွေ run booster လို့ပြောနေကြရပါသိလားအဲ့ run booster ကဘာလဲပြောလို့ရှိရင်တော့သူတို့ဘယ်လိုမျိုးboost ပေးကြလဲဆိုတော့ကျွန်တော်အနေနဲ့မဒီနေ့အသေးစိတ်ရှင်းပြပေးမယ်။ brother အနေနဲ့ TV ကိုလေးမကြည့်ခင်မှာတည်ထားရမယ့်အချက်တစ်ချက်ရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ကျွန်တော်ဗီဒီယိုကြည့်ပါလို့ရှိရင်လုပ်လို့ရမယ့်အရာနှစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ကိုယ်တိုင်မဲ့ run boost မလားဒါမှမဟုတ်လဲ run boost တဲ့လူတွေကိုလည်းပြောပြလို့ရတယ်။ဒါကဘယ်သူမှမပြောပြတဲ့အချက်မို့လို့ brother တို့အနေနဲ့ဒီချာချာစိတ်ရှိရှိလေးနဲ့ကြည့်ပေးကြဖို့ကျွန်တော်မျှော်လင့်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးစလိုက်ကြရအောင်။ကဲအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပထမဦးဆုံး brother တို့ကိုမိတ်ဆက်ပေးမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ဗောနော်သူတို့ဘယ်လိုမျိုး rent တင်ကြရလဲမှာပတ်သက်ပြီးတော့ကျွန်တော်အသေးသေးရှင်းပြမယ် okay အဲ့ဒါစမယ်ပထမဦးဆုံးချက်အနေနဲ့သူတို့က brother မှာကျွန်တော်တို့အမှန်အကောင့်ပေါ့နော်ကျွန်တော်တို့6កောင်းလောက်ထိရှိထားမှာဖြစ်တယ်ဟုတ်ပါတယ်အဲ့6កောင်းအတဲမှာဗျာ brother တို့က2កောင်း3កောင်းလောက်ကို immortal 200 300လောက်ထိရအောင်တင်မယ်တင်ထားတဲ့အကောင့်တော့ဖြစ်ရမယ်ပေါ့နော်ကျန်တဲ့အကောင့်တွေကတော့glory ပဲဖြစ်ဖြစ်ကျွန်တော်တို့ epic ပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေတာရတယ်အဲ့လိုမျိုးရတဲ့အချိန်မှာ brother တို့အနေနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဥပမာကိုကဒီအကောင့်တွေကိုကျွန်တော်လူ9ယောက်ထည့်လိုက်မယ်ကျွန်တော်နဲ့တူတူrent တင်မဲ့9ယောက်ဒါမှမဟုတ် rent ချမဲ့9ယောက်ဗျာထည့်လိုက်โอเคအဲ့ဆိုလို့ရှိရင်ပေါ်လို့ရှိရင်နောက်ထပ်ဘက်မှာ brother မှာ6កောင်းရှိတဲ့အတွက်ဒီမှာတစ်កောင်းထည့်လိုက်မယ်ပေါ်လို့ရှိရင်ရလာတဲ့ public ဒါမှမဟုတ်လေကို border တွေနဲ့ပေါ့နော်ကျွန်တော်တို့9ယောက်ပြအောင်ထည့်လိုက်မယ်ထည့်ပေါ်လို့ရှိရင်ကျွန်တော်တို့တစ်ခုပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့ဗောနော်immortal မှာကျွန်တော်တို့immortal star 200 300လောက်မှာကျွန်တော်ညဘက်ဒီပါဆော့လို့ရှိရင်ပေါ့နော်အဲ့လူတွေနဲ့ပဲပြန်တွေ့ရဆိုတော့ brother တို့အနေနဲ့တည်ထားရမယ်။ Okay အဲ့ဒါဆိုလို့ရှိရင် brother တို့အနေနဲ့အဲ့လိုမျိုးဆော့မယ်ဆော့ပွားလို့ရှိရင်များပွဲကိုတူတူ file လိုက်ပွဲကိုတူတူ file လိုက်မယ်ဆိုလို့ရှိရင် brother တို့အနေနဲ့ပွဲကရသွားပြီပေါ့နော်ရောက်သွားမယ်ရောက်သွားတဲ့အချိန်ကြာလို့ရှိရင် brother တို့အနေနဲ့ဟိုဘက်ကကျွန်တော်တို့အရှုံးပေးဒါမှမဟုတ်လို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့3မိနစ်ဆောက်မယ်ကိုယ့်တော့အန်လိုက်အဲ့ပုံမြန်နေပေါ့နော်Okay အဲ့ဆိုရင်တော့ brother တွေကျွန်တော်ပြောတာနားလဲတော့ပြီလို့ထင်တယ်မထင်သေးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ပြန်ပြီးတော့ချက်ထပ်ပြီးရှင်းပြမယ် brother မှာအကောင့်6កောင်းရှိဖို့လိုတယ်ဟုတ်ပြီနော်6កောင်းမှာ brother အနေနဲ့3កောင်းလောက်ကကျွန်တော် immortal star 200 300လောက်ထိဖြစ်ထားဖို့လိုတယ်ဟုတ်ပြီနော်အဲ့ဆိုရင် brother အနေနဲ့ဒီမှာပေါ့နော်ညာဘက်ဆော့လို့ရှိရင် तू ကပွဲတူ file လို့ရှိရင်ရှာလို့တွေ့ရဗျာ brother rank ချမဲ့9កောင်းနဲ့ rank တင်မဲ့1កောင်းပေါ့နော် rank တင်မဲ့အကောင့်ကို brother ဥပမာကျွန်တော်ဒီမှာတက်တာ brother rank ဖို့မယ်ဆိုလို့ရှိရင်အဲ့4ယောက်မှာ4កောင်းလုံးကိုထည့်လိုက်ထည့်ဖို့လို့ရှိရင်တော့ဟိုဘက်က star 200ကျော်နဲ့ညာဘက်မှာပွဲတူ file မွားလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးပေါ်လာလိမ့်မယ်ပေါ်လာရင်တူဝင်ပေါ်လို့ရှိရင်ပွဲရရောက်6မိနစ်နဲ့ကိုယ့်ဘက်ကို surrender ပေးမလားဒါမှမဟုတ်သူတို့အန်တိုင်းမလားဆိုကိုယ့်ဘက်ကိုသွားအန်လိုက်အဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့လွယ်ပါတယ်Okay เนาะဒုတိယအချက်အနေနဲ့ကျွန်တော်တို့အဲ့ဒါကတော့အရင်တော့ပဲကြာတော့တာပေါ့နော်အဲ့ဒါဘာလဲဆိုဥပမာရကျွန်တော်ပြောပြတော့1နှစ်ရှက်5နှစ်ဆိုကျွန်တော်အနောက်က server ID ပြသိလားအဲ့ဒီ server ID ကိုကျွန်တော်ဒီမှာအဲ့တူထဲဝင်လိုက်တော့တူထဲဝင်လိုက်ဒီမှာဆိုတာ under ID ကောက်ဆိုတာရှိရဲ့အဲ့အရင်တော့ဗျာသလားကျွန်တော်1နှစ်ရှက်5နှစ်ဆိုပြီးတော့ထည့်လို့ရှိရင်မြတ်သလားကျွန်တော်အဲ့လိုမျိုးလဲ face to face sorry face to face ပဲဟာလေးရှိတယ်အဲ့လိုမျိုးလဲကျွန်တော်တဆော့ကြတဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်ပြောအစောကပြောရတာကျတော့ဗျာသလားသူတို့တွေကကျွန်တော် run boost တဲ့လူတွေတကယ်လုံးတဲ့ပုံစံမျိုးပေါ့နော် run boost တဲ့ကျွန်တော် run မှာ boost ပေးမယ်ဘာဖြစ်တယ်ညာဖြစ်တယ်အမှန်တကယ်တော့မဟုတ်ပါဘူးကျွန်တော် face to face ပဲ boost ကြတာပါ okay เนาะ brother အနေနဲ့ဒီလောက်ဆိုရင်တော့တဘောပေါက်ပြီလို့ထင်ပါတယ် okay เนาะbrother တို့ကိုကျွန်တော်မနှက်ပြန်ကြလို့ရှိရင်တော့ star like get win နာလေးတင်ပေးပါမယ်မရလိုက်တဲ့လူတွေလည်းစိတ်မပူပါနဲ့ကျွန်တော်ဒီလောက်ကုန်လို့ရှိရင်တော့ star like get 3ကထပ်ပြီးတော့ပေးဖို့ရှိပါတယ်အဲ့ဒါကြောင့်မို့လို့ကြည့်ရှုအားပေးခဲ့တယောက်ချင်းချင်းကိုလည်းကျေးဇူးတင်ရှိပါတယ်